ကချင်တန်ပေါကချင်စကောထမင်းနေစားပြီးပီတာချီယိုကိတ်နဲ့ cheese cake စားပြီးတော့အချိုသေးပါမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကိုဘလော့ကနေပြန်လဲကြိုလိုက်ပါတယ်မန်းလေးမှာမူရီရွာရဲ့နေကတငယ်ချင်းတွေနဲ့အတူတူဂျိမ်းဘောရိုးရာကချင်စကောထမင်းဆိုင်မှာစကောထမင်းနဲ့ကချင်တန်ပေါသွားစားဖြစ်ခဲ့ပါတယ်ဆိုင်လေးစာလေးကတော့63လမ်း3936ကြားမှာရှိရပါသူတို့စီကစကောထမင်းကတယောက်စာဆက်လေးကနေစပြီးတော့ရတာအရင်အဆင်ပြေပါတယ်ဈေးနှုန်းလေးတွေလည်းတင်ပြီးတော့မှစားလို့လည်းကောင်းပါတယ်ဘုံမှာရေတက်ခန်း6တက်လို့မိုးတွင်းမှာတော့မှ ready အမြဲဆောင်ပြီးတော့တောက်ဖြစ်ပါတယ်ထမင်းစားပြီးရနဲ့အချိုသေးဖို့အိမ်ဝင်းထဲမှာပဲရှိရဲ့ little mushroom တဲ့ဝင်ခဲ့ပါတယ်အဲ့ဒီကလေပတက်ချီယိုကိတ်ကတော်လေးကိုစားလို့ကောင်းတာတလုံးဆိုတလုံးထိမိနေရပဲတလုံးစားပြီးရနဲ့ပါစက်ထဲမှာတအရတာလေးကစွဲကြံနေခဲ့ရပါတော့ cheese cake ထက်ကိုပီတာချီယိုကိတ်ကိုပို့ပြီးတော့မှအကြိုက်တွေ့ခဲ့ပါတယ် dessert တွေကြိုက်တတ်တဲ့တူဆိုရင်တော့သွားစားကိုစားကြည့်သင့်ပါတယ်ရှင် vlog လေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက် vlog ဒီမှာဘာစားပြအောင်မလဲဆိုတာကိုဆက်ပြီးတော့အစားကြည့်ပေးကြပါအောင်နော်အားလုံးပဲ bye